မိုင်မာပြဿနာတွေတက်ခဲ့တဲ့ Green ကိုစိတ်ဝင်စားနေတဲ့ Liverpool ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ Show Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးသင်းကတော့မိုင်မာဆင်မပြေစရာတွေကြုံတွေ့ခဲ့ပြီးအတူနေချစ်သူပေါ်ကိုတီလက်ရောက်ကျွလွန်မှုတွေနဲ့ဆွဆွဲချက်ခံပြီးတော့အင်္ဂလန်မျိုးသမီးတူကြီးရဲ့ညှို့ညင်မှုတွေနဲ့ရင်ဆိုင်ထားခဲ့တဲ့ Mason Greenwood ကိုခေါ်ယူသွားဖို့စိတ်ဝင်စားနေလို့သိရပါတယ်အင်္ဂလန်မှာဆင်မပြေစရာတွေဖြစ်ပေါ်ခဲ့ Greenwood က Manchester United အသင်းမှာလည်းဆက်ပြီးတော့ကစားဖို့အဆင်မပြေနိုင်တော့တဲ့အတွက်စပိန်ကလပ်ဂီတာဖေးအသင်းစီကိုငှားသွားကစားခဲ့ရသလိုစပိန်ပြည်ပေါ်မှာခြေစောင်းကနေပြသနိုင်ခဲ့ပါတယ်ဂီတာဖေးမှာခြေစောင်းကနေပြသခဲ့ပြီးတော့ရာသီကုန်မှာမန်ယူအသင်းစီကိုပြန်လည်ပြီးရောက်ရှိလာခဲ့ပြီးမှလည်းအင်္ဂလန်မှာဘောလုံးကစားလို့တိတ်ပြီးတော့အဆင်မပြေနိုင်တဲ့ Green ဟာလက်ရှိဘောလုံးရာသီမှာတော့ပြင်သစ်ကလပ်မာဆေးအသင်းစီကိုပြောင်းရွှေ့ပြီးတော့ကစားသွားခဲ့ပါတယ်။ရာသီစာပိုင်းတွေမှာခြေသောင်းကနေပြသပြီးတော့သွင်းကိုရရယူနေခဲ့တဲ့ Green ဟာခုနောက်ပိုင်းမှာတော့ကွင်းပြင်ပပြဿနာတချို့နဲ့ရင်ဆိုင်နေခဲ့ရပြီးကစားဝင်တချို့ပျောက်ဆုံးနေခဲ့ရတယ်လို့သိရပါတယ်။တကယ်တော့ Green ကအရေးချင်းရှိတဲ့ကစားမတယောက်လို့ဆိုရမှာပါ။ဒါပေမဲ့သူ့ရဲ့မကောင်းတဲ့အကျဉ်းဆိုင်လေးတွေကိုသာပြင်ဆင်နိုင်ခဲ့မယ်ဆိုရင်ထိပ်တန်းပလေယာတယောက်ဖြစ်လာနိုင်တဲ့ကစားမပါ။ဒါပေမဲ့လည်းခြေသောင်းကနေပြသနေခဲ့တဲ့လောက်ပြဿနာလေးတွေရှိနေခဲ့တာကသူ့ရဲ့အားနည်းချက်တစ်ခုလို့ဆိုရမှာဖြစ်ပြီးတကယ်လို့စိတ်ဓာတ်ပိုင်းဆိုင်ရာလေးပါပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် Greenwood နာကက်ဟာတောက်ပလာနိုင်တဲ့အခြေအနေမှာရှိနေခဲ့တာပါအခုသူရဲ့ဆွမ်းဆောင်ရင်းကိုလီဗာပူးအသင်းကသဘောကျနေခဲ့တာဖြစ်ပြီးကန်လန်းမှုတွေပြုလုပ်သွားဖို့အတွက်စီစဉ်နေခဲ့တယ်လို့လည်းသိရပါတယ်ဒါပေမဲ့တခုရှိတာက Mason Green ကိုအင်္ဂလန်ပရိသတ်တွေကလက်ခံပါမလားဆိုတာပါပဲလီဗာပူးအသင်းကခေါ်ချင်မဲ့အင်္ဂလန်ပရိသတ်တွေရဲ့ဆန္ဒပြမှုတွေနဲ့ရင်ဆိုင်သွားမယ်ဆိုရင်လီဗာပူးအသင်းရဲ့ Green ကိုခေါ်ယူမဲ့ကိစ္စဟာအဆင်မပြေစရာတွေဖြစ်သွားနိုင်ပါတယ်သတင်းတွေဖော်ပြကြရ Mason Green ရဲ့တန်ကြီးကပေါင်တန်း80ဝန်းကျင်မှာရှိရလို့သိရပြီးတော့ဆိုပါပြောင်းရွှေ့ခြင်းပမာဏကိုလီဗာပူးအသင်းနဲ့ပေးချေသွားမလားဆိုတာကတော့စဉ်းစားကြင်စရာပါဘာကြောင့်လဲဆိုတော့လီဗာပူးအသင်းပိုင်ရှင်များငွေသုံးတဲ့နေရာမှာကက်စီနဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်တကယ်လို့လီဗာပူးအသင်းသာ Mason Green ကိုခေါ်ယူခဲ့မယ်ဆိုရင် Manchester United အသင်းနဲ့စာချုပ်ပါချက်တိုင်းအကျိုးအများတချို့ကိုထပ်မံပြီးတော့ရရှိသွားအောင်မှာဖြစ်ပါတယ်မာစီးတင်ကလည်းအသင်းမှာတိတ်ပြီးတော့အဆင်မပြေဖြစ်နေတဲ့ Green ကိုရောင်းချသွားဖို့အတွက်ပြင်ဆင်ထားကြဖြစ်ပြီးတော့ကန်လန်းမှုတွေကိုစောင့်မျှော်နေခဲ့ကြလို့သိရပါတယ်Green ကခြေဆောင်ကနေပြသနိုင်လို့ရေချင်းကောင်းနေရှိနေလျက်နဲ့အခုလိုအခြေအနေမျိုးတွေဖြစ်နေခဲ့တာဟာတိတ်ကိုနှမျောစရာကောင်းတယ်လို့ပဲဆိုရမှာပါတကယ်လို့မာဆေးအသင်းဘက်ကတတ်မှတ်ထားတဲ့ပေါင်တန်း80တန်ကြီးတိုင်းသာလီဗာပူးအသင်းကဖြစ်စေတခြားသောကလပ်အသင်းကဖြစ်စေဝယ်သွားခဲ့မယ်ဆိုတော့ Manchester United အတွက်အကျိုးမြတ်ကလည်းမျိုးမြတ်ရရှိသွားမှာဖြစ်ပါတယ် Manchester United တရား Green ရောင်းချမှုကနေအကျိုးမြတ်တချို့ရရှိသွားမှာဖြစ်သလိုအသင်းမှာရှိတဲ့ကစားမဖြစ်ကြတဲ့ Marcus Rashford, Jadon Sancho နဲ့ Anthony တို့ရောင်းချမှုတွေကလည်းဝင်ငွေတချို့ရရှိသွားမှာဖြစ်ပါတယ်ဆိုပါကစားမရောင်းချမှုတွေကနေရရှိလာအကျိုးမြတ်တဲ့ Manchester United အသင်းဟာMatheus Cunha, Vidal Siem နဲ့ Liam Delap တို့လိုတိုက်စစ်ကစားမတွေပြန်လည်ပြီးတော့ဝယ်သွားဖို့အတွက်စီစဉ်နေကြတာလည်းဖြစ်ပါတယ်Manchester United အသင်းလာမဲ့ယာတီအတွက်ပြင်ဆင်မှုတွေပြုလုပ်သွားဖို့စီစဉ်နေကြဖြစ်ပြီးတော့ခုဆိုရင် Matheus Cunha, Vidal Siem တို့လိုကစားမတွေနဲ့ပုဂ္ဂိုလ်ဆိုင်သဘောတူညီမှုတွေရယူထားနိုင်ခဲ့ဖြစ်တယ်လို့သတင်းတွေကဖော်ပြနေကြကြပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ကြည့်ကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်